ဝကိုဖြစ်စေတတ်တဲ့ကံတရားကိုလည်းဘဝလို့ခေါ်တယ်ကံတရားကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာလို့ဆိုတဲ့အကျိုးတရားကိုလည်းဘဝလို့ခေါ်တယ်ဆိုလိုတာကကံတရားကိုဘဝလို့ခေါ်တဲ့အခါမှာစကလုံးအပြည့်စုံနဲ့ပြောရင်ကမ္မဘဝကမ္မဘဝကြတော့ဘဝတည်တည်ဘာဝရဲ့တည်တည်ဘဝဖြစ်စေတတ်တယ်ခန္ဓာ၅ပါးကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့အကျိုးဆိုတာဆက်နေတာဖြစ်လို့အကျိုးမရှိပဲနဲ့လည်းအကြောင်းလို့ခေါ်မှာမဟုတ်ဘူးဒါကြောင့်မို့အကြောင်းနဲ့အကျိုးဆိုတာတစ်ခုပြောရင်တစ်ခုကပါဝင်ပတ်သက်နေတယ်ဥပမာပဲဗာနဲ့တူတော့ဆိုရင်အချင်းချင်းပြန်လည်ထောက်ဆပြီးတော့ခေါ်ရတာမျိုးပေါ့အဖနဲ့သားဆိုလို့ရှိရင်တသုတ်ဟာလေအများကြီးကွဲပြားခြားနားမှုမရှိဘူးထူးခြားတဲ့အသုံးလေးတစ်ခုပဲသုံးထားတာပဲရှိတယ်ပေါ့တော့ဘောဝတ္တုတ္တမူရင်းကိုမြတ်စွာဘုရားဟောပုံကိုရှင်အနန္ဒမေးလျောက်ပုံနဲ့မြတ်စွာဘုရားဖြည့်ဆိုပုံလေးကိုအရင်ကြည့်ရရှင်အနန္ဒကသူတန်တရားဖြစ်လာလို့ရှိရင်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့မေးခွင့်မေးလျောက်ခွင့်ရပါရစေအချိန်မီမေးလျောက်ခွင့်ရပါစေဆိုပြီးသူတောင်းဆိုထားတာရှိတယ်အဲ့ဒီတောင်းဆိုချက်အရာပဲသူသိကျင်တဲ့အကြောင်းအရာကိုမြတ်စွာဘုရားထံမေးလျောက်တယ်လို့ဆိုနိုင်တယ်သာဝတိမျိုးစေတော်အကြောင်းပေါ်နေတဲ့အချိန်မှာရှင်အနန္ဒာကမြတ်စွာဘုရားကိုဘာလျှောက်တုံးဆိုဘဝတိဗန္တိဝုစတိလူတိုင်းကပြောနေကြတယ်ဘဝနဲ့ဟုတ်တယ်ခဏိထိပြောနေကြတော့မယ်ဗမာတွေကတော့ဘဝဆိုတဲ့ပါဠိစကားတိုင်းပြောတယ်ဘဝဆိုတဲ့စကားလုံးကိုစားသုံးတဲ့ပုဂ္ဂိုလ်တွေကြတော့နော် life of my life your life ဒါကိုပြောနေကြတာပဲသူတွေကဘဝဆိုတာကိုယ့်ဘာသာစကားနဲ့ကိုလူတိုင်းပြောနေကြတယ်ကိတ္တဝတ္တနုခောဗန္တိဘောဟောတိဘယ်လိုတိုင်းတာနဲ့သို့မဟုတ်ဘာအကြောင်းတွေဘယ်လိုအကြောင်းတွေကြောင့်ဘဝဆိုတာဖြစ်ရတာပါလေအဲ့တော့ဘဝနဲ့ပြောနေကြတာတော့ဟုတ်တယ်ဘယ်လိုတိုင်းတာနဲ့ဘယ်လိုဖြစ်လာတာကိုဘဝလို့ခေါ်ရလဲလို့မြတ်စွာဘုရားကိုရှင်အနန္ဒာကလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကံတရားကိုအဓိကထားပြီးတော့ဖြေတယ်ဒီမှာပထမဘဝသုတ္တမှာကာမတတုဝိပက္ခဏံကမ္မနာဘဝိတာအဲ့လိုရှင်းတဲ့အခါမှာဘုံသုံးပါးနဲ့မြတ်စွာဘုရားခွဲခြားပြီးတော့ရှင်းပြတယ်အဲ့ဒါလေးကိုအရင်သိဖို့ဘုံသုံးပါးဆိုတာကာမဘုံရူပဘုံအရူပဘုံကာမဘုံဆိုတဲ့ထဲမှာငရဲတိရစ္ဆာန်ပြိတ္တာအတုရကယ်ဆိုတဲ့အပယ်လေးဘုံရဲ့လူဘုံရဲ့နတ်ပြည့်6ထိုင်17ဘုံအဲ့ဒါကာမ17ဘုံလို့ခေါ်တယ်အဲ့ဒီကာမ17ဘုံတစ်ခုဒီနေရာမှာကာမဓာတုလို့သုံးတယ်စัจ java လာကိုလည်းမြတ်စွာဘုရားကလောကဓာတုလို့သုံးတာပဲသဘာဝတရားအနေနဲ့သုံးခဲ့တဲ့စကားလုံးအဲ့တော့ရူပဓာတုရူပပြမာတွေကိုရည်ညွှန်းပြီးတော့သုံးတယ်အရူပဓာတုအရူပပြမာတွေကိုရည်ညွှန်းသုံးလိုက်တာအဲ့တော့ကာမဓာတုရူပဓာတုအရူပဓာတုကာမဘုံရူပဘုံအရူပဘုံဘုံသုံးပါးတေဘုံမှာဘုံသုံးပါးဆိုတာပြောတာပဲနော်ဘုံသုံးပါးထဲမှာ31ဘုံအကုန်လုံးပါသွားတယ်ဘ
30 ပုံကိုချုံပြီးရင်ပုံသုံးပါးနဲ့ပြောလို့ရတယ်ချုံပြီးတော့ပြောလိုက်တာကာမ7 ပုံရူပ26 ပုံအရူပဝဆရ4 ပုံအဲ့တော့32 ပုံအဲ့32 ပုံမှာအတိအသီး32 ပုံမှာရှိတဲ့ယုတ်တိနန်းတွေကိုဖြစ်စေနိုင်တဲ့ကံတရားအဲ့ဒီပုံនេះမှာအကျိုးပေးတဲ့ကံတရားဆိုတာရှိရမယ်တဲ့ကာမဘုံနဲ့ကာမဘုံကိုအကျိုးပေးတဲ့ကံတရားရူပဘုံမှာအကျိုးပေးမဲ့ကံတရားအရူပဘုံမှာအကျိုးပေးမဲ့ကံတရားသူမျိုးစေ့နဲ့သူဟာနဲ့သူအကြောင်းနဲ့သူလူတယောက်လုပ်ခဲ့တဲ့ကံတရားဟာကာမဘုံမှာအကျိုးပေးတာလားရူပဘုံမှာအကျိုးပေးတာလားအရူပဘုံမှာအကျိုးပေးမှာလားကာမဝဆရကုသိုလ်ကံဆိုလို့ရှိရင်ကာမဝဆရကုသိုလ်ကံနဲ့ကာမဝဆရအကုသိုလ်ကံဒီနှစ်ခုကကာမဘုံမှာအကျိုးပေးတာပဲရူပဝဆရကုသိုလ်လက်5 မျိုး5 မျိုးကရူပဘုံမှာအကျိုးပေးတယ်အရူပဝဆရကုသိုလ်4 မျိုးကအရူပဘုံမှာအကျိုးပေးတယ်တော့ကာမဘုံမှာအကျိုးပေးတဲ့ကံကတော့ကုသိုလ်ကံအကုသိုလ်ကံလို့ပရိသေအကျိုးပေးတဲ့ကံ2 မျိုးခွဲတယ်ရူပဘုံမှာပရိသေအကျိုးပေးတဲ့ကံကတော့ရူပဝဆရကုသိုလ်ကံအရူပဘုံမှာအကျိုးပေးတဲ့ကုသိုလ်ကံကတော့အရူပဝဆရကုသိုလ်ကံအဲ့တော့ကံတရားအကျိုးပေးတာကိုလည်းအပိုင်း 2 ပိုင်းခွဲထားတယ်ပရိသေခါအကျိုးပေးတာတစ်ခုပရိသေပြီးနောက်တဘဝတာလုံးအကျိုးပေးတာကိုပဝတ္တိလို့ခေါ်တယ်ဆက်လက်ဖြစ်နေတာပရိသတိဆိုတာရဲ့ဘဝရဲ့အစပဝတ္တိဆိုတာဆက်လက်ဖြစ်နေတဲ့ဘဝနောက်ပိုင်းကိုဆိုလို့တယ်ပေါ့အဲ့တော့ပရိသတိနဲ့ပဝတ္တိနှစ်ခုပြောတဲ့ထဲမှာပရိသေအကျိုးကိုအဓိကထားပြီးတော့ပြောတာအဲ့တော့ပရိသေအကျိုးကိုပြောတဲ့အခါမှာကာမဝဆရကံတွေကပဝတ္တိကျိုးအနေနဲ့ရူပဘုံအရူပဘုံမှာလည်းအကျိုးပေးသေးတယ်သူရူပဝဆရကံအရူပဝဆရကံတွေကတော့ကာမဘုံမှာလာပြီးတော့ပဝတ္တိခါမှာအကျိုးပေးတယ်ဆိုတာမရှိဘူးကာမဝဆရကုသိုလ်ကံတွေကတော့ကုသိုလ်ကံအကုသိုလ်ကံတွေကတော့ရူပဘုံအရူပဒါပရမသုတ်တံမှာရူပဘုံနဲ့ရှင်းချက်စေရတဲ့ကံမရှိဘဲနဲ့ရူပဘုံရူပဘဝဆိုတာမဖြစ်နိုင်ဘူးအရူပဘဝမှာရင်းချက်စေရတဲ့အရူပဘုံនេះမှာရင်းချက်စေတဲ့အကျိုးပေးတဲ့ကံမရှိဘဲနဲ့အရူပဘဝဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဘဝကိုလည်းပဲကံကို3 မျိုးခွဲသလိုဘဝကိုလည်း3 မျိုးခွဲတယ်ဘဝ3 မျိုးကကာမဘဝရူပဘဝအရူပဘဝဖုံလိုက်ခွဲတာအသေးစိတ်ခွဲရင်တော့ငရဲသားဘဝတရိစ္ဆာန်ဘဝပြိတ္တာဘဝသူရကေဘဝပဲလေးပုံကြလူဘဝစတုမာရနတ်ပြည်နတ်ဘုံဘဝနတ်ဘဝဆိုအဲ့လိုဘဝတွေကသူအတိအသင့်ခွဲမဲ့ဆိုအဲ့လိုပဲခွဲရမှာအဲ့တော့အလုံးခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်သူ့ဘဝကိုဘဝလို့ပဲပြောတော့ဘဝဆိုတာကံရှိမှဘဝဆိုတာဖြစ်လာတယ်ကံကဖန်တီးတာဖြစ်တယ်ကံကဖန်တီးတာဖြစ်လို့ဘဝဆိုတာပေါ်လာရတယ်အဲ့တော့ဒီသုတ္တမဒီလိုဟောတယ်လို့ပဲပရိစ္ဆေသမုပ္ပါဒ်မှာကြတော့လည်းပဲမြတ်စွာဘုရားဟောတာ2 ခုရှိတယ်လေသင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာကံတရားဝိညာဏဆိုတာဘဝရဲ့အစပရိသေအဲ့တော့ဒီဘယ်ဘဝပဲရောက်ပရိသေစိတ်ကအရင်ဝိညာဉ်စိတ်ကအရင်ပေါ်တာပဲဒါဟိုစိတ်ရှိတဲ့တရားမှန်သမျှအဲ့တော့သင်္ခါရပစ္စယဝိညာဏဆိုရင်ကံရှိမှဘဝပရိသေစိတ်ဆိုတာပေါ်တာကံရှိမှဖြစ်တယ်နောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်ဘဝပစ္စယဇာတိဆိုတဲ့နေရာမှာလည်းပဲကမ္မဘဝကိုယူရဘဝပစ္စယဇာတိဥပါရဏပစ္စယဘဝကြတော့ကမ္မဘဝနဲ့ဥပပတ္တိဘဝ2 ခုလုံးယူတယ်ဘဝပစ္စယဇာတိကြတော့ကမ္မဘဝတစ်ခုပဲယူရမယ်အဲ့တော့ကံကမ္မ
ဝပစ္စယဇာတိဆိုတာလည်းပဲကမ္မဘဝကြောင့်ဇာတိဆိုတဲ့ဥပပတ္တိဘဝဖြစ်တယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အသုံးကအဲ့တော့မြတ်စွာဘုရားဘဝဟာလူတွေဟာဘဝမှာယဉ်ဒီဘဝမှာဖြစ်ကြပြီးတော့ကုသိုလ်အကုသိုလ်နဲ့တန်တရားထဲမှာလဲကြတာဖြစ်သည့်အတွက်ကြောင့်ဘဝကြောင့်သိဖို့ကအမြဲတမ်းအရေးကြီးတာပေါ့ဘယ်လိုတိုင်းတာနဲ့ဘဝဆိုတာဖြစ်တယ်လဲဆိုတာကိုရှန္ဒနာမေခွန်းအရာမြတ်စွာဘုရားဖြေရှင်းတာပဲဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားသုံးလိုက်တဲ့ဥပမာစကားလေးတွေရှိတယ်ကမ္မံခိတ္တံဝိညာဏံဘိဇံတဏတနေဟောဘဝဖြစ်လာတဲ့နေရာမှာကံကဥပမာမဲ့စိုက်ပျိုးစရာမြေမရှိဘဲနဲ့အဲ့ဒီမြေပေါ်မှာမျိုးစေ့မချဘဲနဲ့အပင်ဆိုတာမဖြစ်ဘူးအဲ့ဒီဥမာတိုင်းပဲကံကမြေလွှာဝိညာဏဆိုတဲ့ပရိသေရိစိတ်ကမျိုးစေ့တဏှာဆိုတာကရေအဲ့တော့မျိုးစေ့တစ်ခုစိုက်မယ်ဆိုရင်မြေရှိရမယ်ရေရှိရမယ်မျိုးစေ့ရှိရမယ်သုံးခုနော်မြေရှိရမယ်ရေရှိရမယ်မျိုးစေ့ရှိရမယ်ဒီမှာလဲမြေကကံမျိုးစေ့ကဝိညာဉ်ရှေကတဏှာဘဝမှာလည်းပဲအဲ့ဒီလိုတကယ်သစ်ပင်ပေါက်တယ်လို့ပဲတဘာဝတရားကတဘာဝတရားကိုဖန်ဆင်းတယ်ဆိုတာကိုထင်ရှားအောင်ဗျာဒါကြောင့်မို့ဣတိကောကမ္မံခိတ္တံကံသည်ပရိသေရိစိတ်ပေါ်ပေါက်ရာပြေလွှာနဲ့တူတယ်ဝိညာဏံဘိဇံပရိသေရိစိတ်ကတော့မျိုးစေ့နဲ့တူတယ်တဏတနေဟောတွေ့တာမှုဆိုတဲ့တဏကရေနဲ့တူတယ်လောကသဘာဝကိုလည်းကြည့်မယ်ဆိုရင်မျိုးစေ့တစ်ခုကမြေကြီးပေါ်မှာရေလောင်းမှပေါက်တာဆိုတတ်ရှိမှပေါက်တာရေရဲ့မျိုးစေ့ရဲ့ဒီသုံးခုပေါင်းလို့ရှိရင်အပင်ဖြစ်လာတယ်ဆိုတာသိတယ်ဘဝဖြစ်လာတာလည်းအဲ့ဒီပုံစံနဲ့ဖြစ်တာပဲအဲ့ဒါကိုတရုပ်ဖော်ပြီးတော့ဟောတာအဲ့ဘမြတ်စွာဘုရားကအဝိဇ္ဇာနိဝရဏနံတတ္တနာတဏတန်ယောစနနာဟိနာယဓာတုယဝိညာဏပဋိဋ္ဌိတံလှုပ်ထားတဲ့ကံတွေကြောင့်မို့လို့အဝိဇ္ဇာနဲ့အမှန်မသိအောင်ပိတ်ကာထားတယ်တဏှာဆိုတဲ့ကျိုးနဲ့ချိနှောင်ထားတယ်အဲတတ္တဝရရဲ့သဘောကမျက်စိပိတ်ကျိုးတုတ်ဒီလိုဆိုလို့ရတယ်ပေါ့အမှန်မသိအောင်ကမျက်စိကိုပိတ်ထားတယ်ဘသူကမျက်စိပိတ်ထားသလိုဖြစ်တော့အဝိဇ္ဇာကာပိတ်ထားသည့်အတွက်ကြောင့်အဝိဇ္ဇာနဲ့မျက်စိပိတ်ထားတယ်တဏှာဆိုတဲ့တန်ရောစဉ်ကျိုးကချိနှောင်ထားတယ်အဲ့ဒီလိုအနေထားမျိုးရဲ့တတ္တဝါတွေရဲ့ပရိသေရိဝိညာဉ်စိတ်ဟာတဲ့ကာမဘုံမှာတည်ရှိသွားတယ်ကံရဲ့အရှိန်ဝါကြောင့်ပရိသေရိစိတ်ဟာကာမဘုံမှာသွားပြီးတော့ဖြစ်ပေါ်လာတယ်လို့သူဆိုလို့တယ်ထို့တူပဲရူပဘုံမှာဖြစ်တယ်အရူပဘုံမှာဖြစ်တယ်အလုံးဟာအဝိဇ္ဇာနိဝရဏနဲ့အဝိဇ္ဇာနဲ့မျက်စိကိုပိတ်ထားတယ်ဆိုလိုတာမျက်စိပိတ်တယ်ဆိုတာအသိဉာဏ်ကိုအဝိဇ္ဇာနဲ့ဖုံးလွှမ်းတာတော့မသိဘူးဘဝရဲ့ဒုက္ခကိုမသိနိုင်အမှန်မသိတဲ့အခါလူဆိုတာရှင်းနှမှုနဲ့သွားတာတွေ့တာမှုတွေနဲ့သွားတာတွေ့တာမှုကနေဥဆောင်သွားတယ်နာမရူပကထိုပရိသေရိစိတ်နဲ့ရှင်တွဲလာတဲ့ကမ္မဇယုတ်နဲ့နန္တရားတွေအဲ့တော့လူဘဝစတာဟာပထမဆုံးကပရိသေရိစိတ်ပဲအဲ့ဒီပရိသေရိစိတ်ဆိုတဲ့မျိုးစိတ်လေးကမှရှုပ်တဲ့နန္ဒီဆိုတဲ့အပင်တွေဖြစ်လာတာလို့သူဆိုလိုတာပေါ့ဒါကြောင့်မို့ပရိသေရိအခါလေးကိုကြည့်ပြီးတော့ကမ္မံခိတ္တဝိညာဏံပိစံတဏတနေဟောလို့ဆိုဗျာဒီ
ဒီလိုဟောတာဖြစ်တယ်ဒါကအင်မတန်မှပြပြင်းတဲ့ပုံဖော်ထားတဲ့ဥပမာစကားပဲဖြစ်တယ်ဥပမာစကားပဲဖြစ်တယ်အဲ့ဒီပရိသေအခိုက်လေးမှာဆိုလို့ရှိရင်ပရိသေစိတ်ကိုအကြောင်းပြုပြီးတော့ကမ္မဇာယုတ်တွေဖြစ်လာနိုင်တယ်ကမ္မဇာယုတ်တွေရပ်တည်လာတယ်အဲ့ဒီအချိန်မှာတခြားစိတ်မရှိဘူးပရိသေစိတ်ပဲရှိတယ်ပရိသေစိတ်ကိုအကြောင်းပြုပြီးတော့သူနဲ့ရှင်တဲ့စေတသိက်တွေရှိတယ်နောက်သူကြောင့်သူနဲ့ရှင်တွဲပြီးကန့်ညောင်ဖြစ်လာတဲ့ကမ္မဇာယုတ်တွေရှိတယ်အဲ့ဒီအချိန်မှာပရိသေစိတ်ကလေးကစိတ်တစားယုတ်ဆိုတာကိုမထုတ်နိုင်ဘာလို့မထုတ်နိုင်တာတော့ဆိုရင်သူကမှကံအရှိန်နဲ့ဘွားကနေခုမှဖြစ်ရတာသူအလုံးမလုံးနိုင်သေးဘူးပေါ့ရုပ်တစ်ခုကိုထုတ်လုပ်နိုင်တဲ့စွမ်းရည်တတိသူ့မှာမပြည့်သေးဘူးဘဝအသက်မှာသူကစကားလေးပဲရှိသေးတယ်ခုမှရောက်စာပဲရှိသေးတယ်ဖြစ်ချင်းသူကဒါကြောင့်မို့ပရိသေစိတ်သည်စေတစာယုတ်ကိုမဖြစ်စေဘူးအဲ့ဒီချိန်စေတစာယုတ်မရှိတော့အဲ့ဒီချိန်မှာယုတ်ရဲ့တောင်းကိုဘယ်သူကယူတော့ဆိုကမ္မဇာယုတ်ကတောင်းယူထားတယ်တန်ခါပရိသေစိတ်နဲ့စေတသိက်ယုတ်ကကမ္မဇာယုတ်တွေအဲ့တော့ကမ္မဇာယုတ်တွေဟာပရိသေစိတ်ဖြစ်လို့သာကမ္မဇာယုတ်ကလည်းဖြစ်နိုင်တာကန့်ညောင်ဖြစ်တာဆိုပေမဲ့လို့ပရိသေစိတ်နဲ့ကင်းပြီးတော့သူတို့ဖြစ်လို့မရဘူးအဲ့ဒီအချိန်မှာကမ္မစိတ်တစားယုတ်ကလုံးဝမဖြစ်ဘူးစိတ်တစားယုတ်ဖြစ်တော့ကမ္မဇာယုတ်ပဲရှိသေးတယ်လို့ဆိုတယ်ဒါဗိဓမာသဘောကိုနားလည်မဲ့ဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါဒ်မှာလည်းအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပနောက်ဟိုဘက်မှာဘဝပစ္စယဇာတိဆိုတာဒါကိုပြောတာပဲဒါကိုပြောတာအဲ့တော့အပိုင်းနဲ့ပြောလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကမ္မံခိတံဝိညာဏံဘိသံတဏတဏိဟောတဲ့ကံသည်လည်းမြေတပွဲဖြစ်တယ်ဝိညာဉ်ကမျိုးစေ့ဖြစ်ပြီးထိုဝိညာဉ်ကမှဒီယုတ်တိနန်းနေဖြစ်ပွားတာဖြစ်လို့ဝိညာဉ်ကမျိုးစေ့ဖြစ်တယ်တဏတဏိဟောတွေ့တာမှုကရှိပဲလို့အဲ့ဒါလို့ပေါင်းစပ်ပြီးဘဝတစ်ခုဟာစတင်လာခဲ့တာလို့သူတို့ဆိုတာအဲ့တော့ပဋ္ဌာန်းပါဠိတော်မှာဆိုလို့ရှိရင်အောက်ကန္တိကနိနာမရူပံအညမညပစ္စေနပစ္စယောသာဇာတပစ္စေနပစ္စယောနေတိယပစ္စေနပစ္စယောအဋ္ဌိပစ္စေနပစ္စယောအဝိဒပစ္စေနပစ္စယောအောက်ကန္တိကနိနာမရူပံပဋ္ဌာန်းရွတ်တဲ့လူတွေတွေ့ဘူးကြလိမ့်မယ်ပရိသေခမှာဆိုရင်ပရိသေနဲ့ကမ္မဇာယုတ်တွေရဲ့အပြန်အလှန်ဆက်ဆက်နေပုံကိုပြောပြတာပဲဖြစ်တယ်ပေါ့အဲ့တော့ပရိသေအခါမှာအခုလို့ဝိညာဉ်စိတ်လေးဟာကံဆိုတဲ့အကြောင်းတရားပေါ်မှာမိတီးပြီးတော့ဝိညာဉ်ဆိုတဲ့မျိုးစိတ်လေးဟာကြားရတယ်အဲ့ဒီမျိုးစိတ်လေးကြားမှာရှုပ်တိနန္ဒီဆိုတဲ့အပင်တွေပေါက်လာနိုင်တာဖြစ်တယ်အဲ့ဒါလိုယုတ်တိနန္ဒီအပင်ပေါက်လာမှဘဝဆိုတာပြီးပြန်လာတယ်ပရိသေစိတ်မှာကမ္မဇာယုတ်တိဖြစ်တော်လဲပဲအဲ့ဒီကမ္မဇာယုတ်တိဟာကန့်ညောင်ဖြစ်တော်လဲပဲပရိသေစိတ်ဖြစ်မှသူတို့ဖြစ်ရတာဖြစ်သောကြောင့်ဝိညာဏပစ္စယနာမရူပံလို့ဆိုတာလေပရိသေစိတ်မဖြစ်ရင်ကမ္မဇာယုတ်ကဖြစ်ကုန်ဖြစ်နိုင်မဖြစ်နိုင်သည့်အတွက်ကြောင့်ကမ္မဇာယုတ်သည်ပရိသေစိတ်နဲ့ကင်းပြီးမဖြစ်နိုင်ဘူးလို့ဆိုတယ်သူ့ရဲ့ကမ္မဇာယုတ်ရဲ့အခြေအနေသည်ပရိသေစိတ်နဲ့ဆက်ဆက်ပြီးတော့မှဖြစ်ရတယ်သို့တော့ပိုးတိခါရောက်တဲ့အခါကျတော့စိတ်နဲ့မဆက်ဆက်တော့ပရိသေအခါမှာကမ္မဇာယုတ်တိဟာစိတ်နဲ့ပတ်သက်ပြီးတော့မှဖြစ်နိုင်တယ်ပိုးတိခါကျတော့စိတ်မပါဘဲလည်းဖြစ်နိုင်တယ်ဘာကြောင့်လို့ဆိုនិရောဓသဘာဝဝင်စားနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ကံတွေဟာစိတ်တော့မရှိဘူးသို့တော့ကံတွေကသူ့ဟာသူဆက်လက်ပြီးတော့ဖြစ်နေတာကမ္မဇာယုတ်တွေကလည်းဆက်ပြီးတော့ဖြစ်နေတယ်ပရိသေအချိန်မှာဆိုရင်စိတ်မပါဘဲနဲ့ဒီကမ္မဇာယုတ်ဟာမယတ္တိနိုင်ဘူးဆိုလိုတာကဝိညာဉ်ကိုမိပြီးတော့မှယတ္တိရတယ်လို့ပဋ္ဌာန်းမှာဒီလိုရှင်းထားတာပေါ့နော်
အဲ့တော့ဒီတရားကဟိုတဘာဝတရားဆိုတော့လူရဲ့ဘဝဆက်ဆက်နေပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောလိုက်လို့ရှိရင်မှတ်ဖို့ရတော့အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံဝိညာဏဆိုတာပရိသေရိစိတ်ဝိညာဏကဖြစ်လာတဲ့နာနဲ့ယုတ်ဆိုတာကမ္မဇာယုတ်နဲ့ပရိသေရိစိတ်နဲ့ရှင်တဲ့စေတဲ့ဒိဋ္ဌိဒါဘဝစလာအဲ့တိုင်စလာကိလေသာနဲ့ကံပေါင်းပြီးတော့ဝိညာဉ်ကိုဖန်တီးလိုက်တယ်အဓိကတော့ကံမဲ့ပေါ့ကံကနေပြီးတော့ဝိညာဉ်ကိုဖန်တီးလိုက်တယ်ပရိသေရိစိတ်ကိုဖန်တီးလိုက်တယ်ပရိသေရိစိတ်ကိုအကြောင်းပြုပြီးတော့နာနေယုတ်တွေဖြစ်လာတယ်နာနေယုတ်တွေထဲမှာမျက်စိနာနာလျာကာယမနဆိုတဲ့ organ တွေပါလာတယ်အင်္ဂါရတွေပါလာတယ်အဲ့ဒါတွေပါလာသည့်အတွက်ကြောင့်ပြပအာယုန်နဲ့ဆက်သွယ်မှုတွေရလာတယ်ဖတ်တာသလရဏပစ္စယဖတ်သောဖတ်တာပစ္စယဝေဒနာဆက်သွယ်လာတဲ့အခါမှာကြိုက်တယ်မကြိုက်တယ်ဆိုတဲ့စိတ်ခံစားချက်တွေပေါ်လာတယ်စိတ်ခံစားချက်တွေပေါ်လာတဲ့အခါဝေဒနာပစ္စယတဏှာကြိုက်တာဖြစ်လာတယ်တဏှာဖြစ်ရင်ဒီရင်ရသလားလို့ဆိုမရဘူးတဏှာပစ္စယဥပါဒနာဆွလန်းမှုတွေခိုင်မြဲလာတယ်ဆွလန်းမှုဖြစ်ရင်ဒီရင်မရလားဆိုမရဘူးဥပါဒနာပစ္စယဘောဖြစ်ပေါ်လာမှုအတွက်ကြိုးပမ်းအထောက်လာတယ်ကြိုးပမ်းအထောက်လာသည့်အတွက်ကြောင့်ဘဝပစ္စယဇာတိခန္ဓာ၅ပါးရလာပြန်တယ်ရလာသည့်အတွက်ကြောင့်ဇာတိပစ္စယသရမရဏဩရသေးတာဖြစ်ရပြန်တယ်ပရိစ္ဆေသမုပ္ပါဒ်နဲ့လူရဲ့ဘဝမြတ်စွာဘုရားဘဝတစ်ခုကိုဆက်ဆက်ပြီးတော့မိမောင်းထုတ်ပြထားသလိုတရားရရဲ့ဘဝဟာဘယ်လိုဖြစ်လာတဲ့ဆိုတာကိုထင်ထင်ရှားရှားဟောတာပဲဖြစ်တယ်အဲ့ပရိစ္ဆေသမုပ္ပါဒ်နဲ့ဆက်ဆက်ပြီးတော့ရှင်အနန္ဒာရဲ့အမေကိုဖြေတဲ့အခါမှာလည်းပဲဒါကိုထိသိမ့်ပြီးတော့တဘာဝကြကြဖြေထားပုံဟာကမ္မံခိတ္တံကံဟာအဲ့ဒီအချိန်မှာပရိသေရိစိတ်ကလေးပေါ်ပေါက်ရဖြစ်သောကြောင့်ပရိသေရိမျိုးစေ့ချရဖြစ်သောကြောင့်ကံသည်လည်းမြေလွှာပရိသေရိစိတ်လေးသည်ယုံနာနေရဲ့အပင်တွေပေါက်ပွားလာရဖြစ်သောကြောင့်မျိုးစေ့ကနေယုတ်တိနံနေဖြစ်လာတယ်အဲ့ဒီဖြစ်မှုအတွက်အားပေးတာကတော့တွေ့တာမှုတို့ကိရိတာတွေကတွေ့တာမှုတွေကိရိတာတွေကရေဖြစ်ဆောင်ရွက်ကြတယ်လို့ဆိုအဲ့ဒီနီးနဲ့ဘဝဆိုတဲ့တစ်ပင်ကြီးဟာရှင်သန်လာခဲ့တာဖြစ်တယ်ပေါ့ဒီဘဝဆိုတဲ့တစ်ပင်ကြီးဟာစင်စဲမပြတ်အခုလိုပဲမျိုးစေ့တွေတစ်ခါထပ်ပြီးတော့ထုတ်ပြန်တယ်အဲ့ဒီမျိုးစေ့တွေကအခုအလားတူအပင်တွေဖြစ်ပြန်တယ်အပင်တွေကနေမျိုးစေ့တွေကျပြန်တယ်အဲ့တော့တစ်ပင်တွေပဲကြည့်လိုက်အပင်ကအသီးသီးတယ်အသီးကနေပြီးတော့အစိပ်ပါလာလို့နောက်ထပ်အပင်ပေါက်ပြန်တယ်အဲ့ဒီအပင်ကနေတခါအသီးသီးပြန်တယ်ဟောအပင်နဲ့အသီးအစိပ်နဲ့အပင်ကျက်ဦးနဲ့ကျက်မလို့ပဲမဆုံးနိုင်တဲ့တန်တရားခီးကြီးစတင်ပြီးတော့ထွက်ခွာကြရပြန်တာပဲပေါ့အဲ့ဒီတော့ဘဝဆိုဒီမှာကံရဲ့အကျိုးပေးတတ်မြတာဖြစ်တယ်ကံတရားရဲ့ဖန်တီးမှုသာဖြစ်တယ်ကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ဖန်တီးထားတဲ့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကိုဘဝလို့ခေါ်တယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကံဒီမျိုးမျိုးရှိသည့်အတွက်ကြောင့်ကုသိုလ်ကံကြောင့်ဖြစ်ရင်ကောင်းတဲ့ဘဝအကုသိုလ်ကံကြောင့်ဖြစ်ရင်မကောင်းတဲ့ဘဝအမျိုးမျိုးတွေကွဲပြားခြားနားမှုတွေဖြစ်ပေါ်လာကြတယ်အနှစ်ချုပ်လိုက်ရင်တော့ကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေကံသည်လက်မြေတစ်ပွဲဝိညာဉ်ဆိုတဲ့မျိုးစေ့ရဲ့ပေါက်ရဖြစ်တဲ့လက်မြေတစ်ပွဲဖြစ်တယ်ဝိညာဉ်ဆိုတဲ့ပရိသေရိစိတ်သည်မျိုးစေ့ဖြစ်တယ်ထိုပရိသေရိစိတ်မှာယုတ်တိနံနေဆိုတာဆင်ပွားဖြစ်ပေါ်လာသောကြောင့်မျိုးစေ့ကနေ
အပင်နေပေါက်တယ်လို့ပဲရှုပ်တည်နံနေပေါက်ပွားလာတာဖြစ်လို့သူဟာမျိုးစေ့ဖြစ်တယ်လို့ထိုမျိုးစေ့ရှင်သန်မှုအတွက်ကြောင့်ကိရိတာတွေနဲ့ပံ့ပိုးပြီးတော့ဘဝမှာရှင်သန်နေကြတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ရှင်နန္ဒမထေရမြတ်ရဲ့ဘဝနဲ့ပတ်သက်တဲ့မေခွန်းနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဖြေဆိုထားတာတော့ဒီအကျဉ်းချုပ်လေးပဲဖြေဆိုထားတယ်ကမ္မံခိတံဝိညာဏံပိစံတဏတနေဟောဒီနည်းနဲ့ပဲတဲ့ဧဝံအာယတိပုဏ္ဏဘဝဘိနိပတ္တိဟောတိလူတွေရဲ့နောင်ဘဝဆိုတာအခုဘဝလုံးနေတဲ့ကံတွေနဲ့ပတ်သက်ပြီးနောင်ဘဝဆိုတာဖြစ်လာတယ်ဘဝတစ်ခုရလာလို့ရှိရင်ဘဝကိုအကြောင်းပြုပြီးကမ္မဘဝတွေဖြစ်ကြပြန်တယ်ကမ္မဘဝတွေကိုအကြောင်းပြုပြီးတော့ဘဝအသစ်တွေစက်တိုက်ဖြစ်လာကြတယ်အဲ့ဒါကြောင့်မို့စင်စစ်မပြတ်နိုင်တဲ့တန်တရားခီးကြီးကိုဘဝခီးကြီးကိုရှောက်လန်းနေကြရတာဖြစ်တယ်အဲ့ဒီလိုရှောက်လန်းတဲ့အခါမှာဒီဘဝကိုပြတ်ဆဲခြင်းလို့ရှိရင်တော့ဘာလို့ရမလဲလို့ဆိုရင်ကံကိုပယ်ရမှာမဟုတ်ဘူးကံကိုထောက်ကူပေးနေတဲ့ကိလေသာတွေကိုပယ်ရမှာဖြစ်တယ်ဒါကြောင့်မို့ပရိစ္ဆေသုဥပ္ပတ်မှာအဝိဇ္ဇာကိုအသိဉာဏ်နဲ့ချုပ်ငြိမ်းအောင်လုပ်လိုက်လို့ရှိရင်အဝိဇ္ဇာယတွေ့ဝအတ္တိတဝိရာဂနိရောဓသင်္ခါရနိရောဓအဝိဇ္ဇာတွေအမှန်မသိတာတွေကြောင့်မို့လို့ကံတွေဖြစ်ပေါ်နေတာဖြစ်တော့အမှန်သိအောင်ကြိုးစားအားထုတ်လိုက်ပြီးဝိပဿနာဉာဏ်အသိနဲ့မဲ့သိဉာဏ်သိရသိသွားပြီဆိုလို့ရှိရင်တော့သင်္ခါရတရားတွေဟာကံတရားတွေဟာကံအရာမမြောက်တော့ဘူးကံအရာမမြောက်ဘူးဆိုတာဘယ်လိုအဓိပ္ပာယ်လဲလို့ဆိုရင်သစ်ပင်တစ်ပင်ဟာအပွင့်ပြီးရင်အသီးသီးတယ်သို့တော့အဲ့ဒီအပွင့်ကိုအသီးမသီးအောင်အပွင့်နေပွင့်နေတဲ့အချိန်မှာရေတောင်မြစ်ကိုဖြတ်လိုက်မယ်ဆိုရင်အဲ့ဒီအပွင့်တွေကအသီးမဖြစ်လာတော့အသီးမသီးတော့သစ်ပင်ကိုတတ်တာမဟုတ်ဘူးရေတောင်မြစ်ကိုဖြတ်လိုက်တယ်ရေတောင်မြစ်ရဲ့အပိကုညီမှုမပါသည့်အတွက်ကြောင့်ပွင့်ထားတဲ့အပွင့်တွေကအသီးဖြစ်မရောက်တော့အသီးဖြစ်မရောက်တော့လို့ရှိရင်ဒီပင်ကဒီမျိုးစေ့ဆိုတာမကြတော့အဲ့ဒါလိုပဲကိလေသာတွေကိုပယ်လိုက်တာနဲ့တပြိုင်နက်ကံတရားတွေဟာချုပ်ငြိမ်းသွားတယ်မဖြစ်ပေါ်လာသေးတဲ့ကံတရားတွေဟာဖြစ်လာနိုင်ကြအကြောင်းမရှိတော့ကိလေသာကုန်ရင်ကံကုန်တယ်ကံကုန်လို့ရှိရင်ကံရဲ့အကျိုးဖြစ်တဲ့ပရိသေရိစိတ်ဆိုတာကုန်သွားတယ်ပရိသေရိစိတ်ကုန်သွားရင်ယုံ nant ဆိုတာတွေဆင့်ပွားလာမှာမဟုတ်ဘူးယုံ nant ဆင့်ပွားလာမှုမရှိလို့ရှိရင်organic ပါလာမှာမဟုတ်ဘူးမျက်စိနာနာလျာကာယမနာအဲ့ဒါတွေမရှိရင်အာယုန်နေနဲ့ဆက်သွယ်မှုရှိမှာမဟုတ်ဘူးမဆက်သွယ်လို့ရှိရင်စိတ်ခံစားမှုတွေမဖြစ်တော့ဘူးစိတ်ခံစားမှုတွေမဖြစ်ရင်တွေ့တာမှုဆိုတဲ့တဏှာမလာတော့တွေ့တာမှုတဏှာမလာလို့ရှိရင်ဆွလန်းမှုဆိုတဲ့ဥပါဒံမလာဥပါဒံမလာသည့်အတွက်ကြောင့်ဘဝတစ်ခုအတွက်အလုံးလုံးချင်းဆိုတဲ့ကံအသစ်တွေမလာပြန်မလာသည့်အတွက်ကြောင့်ဘဝချုပ်ငြိမ်သည့်အတွက်ကြောင့်ဇာတိဆိုတာလည်းချုပ်ငြိမ်သွားတယ်ဇာတိမဖြစ်သည့်အတွက်ကြောင့်ဥခြင်းသိခြင်းဆိုတာလည်းမဖြစ်တော့ဘုရားဘာသာကရသော်ဘုရားညွှန်ပြတဲ့နိဗ္ဗာန်ဆိုတာအဲ့ဒါကိုဆိုလို့တယ်ပေါ့ဘဝနိရောဓနိဗ္ဗာန်နိဗ္ဗာန်ဆိုတာအချင်းချုပ်ပြောရမယ်ဆိုရင်ဘဝချုပ်ငြိမ်းတာနိဗ္ဗာန်ပဲကောသမိသုတ်တံမှာဒီစကားလုံးလေးပါတယ်ဘဝနိရောဓနိဗ္ဗာန်ဘဝဆိုတာပိကမင်းရှုပ်တရားနံတရားတွေဖြစ်နေတာဘဝအဲ့ဒီရှုပ်တရားနံတရားတွေချုပ်ငြိမ်းသွားတာနိဗ္ဗာန်ဘဝနိရောဓနိဗ္ဗာန်ဘဝချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ပဲလို့အကြောင်းတရားတွေကုန်သွားလို့အကျိုးတရားတွေပြတ်ဆဲသွားတယ်အဲ့ဒီလိုအကြောင်းတရားတွေကုန်ခြင်းဟာလည်းပဲစနစ်တကျမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ကိလေသာတွေမဖြစ်တော့ဘဲနဲ့ကုံဆုံးသွားခြင်းပဲဖြစ်တယ်တဘာဝအလျောက်ကုံဆုံးတာမဟုတ်ဘဲနဲ့အ
အကြောင်းတရားတွေကိုတတ်လို့အကျိုးတရားမပေါ်တဲ့အနေနဲ့ကုံဆုံးခြင်းဖြစ်တယ်ဘုရားဘာသာရဲ့လမ်းစဉ်ဟာဘဝဆိုတာတန်တရားထဲမှာဖြစ်တဲ့ခန္ဓာ၅ပါးရဲ့ဖြစ်မှုဘဝនិရောဓဆိုတာခန္ဓာ၅ပါးရဲ့ချုပ်ငြိမ်းမှုဖြစ်တဲ့ဘဝရဲ့ချုပ်ငြိမ်းမှုကနိဗ္ဗာန်ဘဝနဲ့ဘဝនិရောဓအဲ့ဒီနှစ်ခုကိုကွဲကွဲပြားပြားသိပြီးဘဝនិရောဓရဖို့ရအတွက်အဝိဇ္ဇာဆိုတဲ့အမှားသိနေတဲ့အသည့်ကိုဖယ်ရှားနိုင်အောင်အမှန်သိဖို့အတွက်ဝိပဿနာတရားကိုကြည်ကြံကြုတ်ကိုပွားများအထောက်ကြရမှာဖြစ်တယ်ဝိပဿနာတရားအထောက်မှအမှန်သိလာတဲ့အခါမဉ္ဇဉ်ဆိုတာရမှာဖြစ်တယ်မဉ္ဇဉ်ရတဲ့ဖူဉ္ဇဉ်ရမယ်အဲ့ဒီကြတော့မှနိဗ္ဗာန်ဆိုတာမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ဘုရားဟောကြားတဲ့ဘဝတုတ်တံမှာလာတဲ့တရားအကျဉ်းချုပ်ကိုမှတ်သားနိုင်ယူကြရပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘဝဆိုဒီမှာဆိုတာနဲ့ပတ်သက်ပြီးဒီတုတ်တံနှစ်ခုလာရှိတဲ့အတိုင်းမှတ်သားနိုင်ယူကြပြီးဘဝရဲ့ဆင်းရဲဒုက္ခတွေကိုသိရှိပြီးဘဝនិရောဓလို့ခေါ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့တတိတရားရပြီးကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိစေချာအရှင်ဖေယဖေယတပိတော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိသံကြလျက်ဓမ္မသဘင်ဆင်းခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတဝဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမှစား၍ကဘာသူကဘာသာလူနတ်မြမသတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးချာချာတရားအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးချာချာတရားအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးချာချာတရားအမြအမြအမြယူတော်မူကြပါကုန်တော်သာ